သမီးတော့ပဲရှိတယ်ချို့ကြတော့အယုံကြည်မရှိဘူးပေါ့နော်ဒါပေမဲ့ဒီခေါင်းလောင်းကြီးကတကယ်လို့များမြမနီမြမဟန်နဲ့ဆယ်လို့ရနိုင်တယ်ဆိုတာကတော့ကျွန်တော်တို့ကယုံကြည်ပါတယ်ခေါင်းလောင်းကြီးတကယ်လို့ရခဲ့ရင်လည်းကဘာကတော့အော်ကောင်းမှတော့သိကြပါပဲဓမ္မစီဒီခေါင်းလောင်းရှာဖွေရဲ့နေရာမှာငကားပေါ်လာတဲ့ဆိုတဲ့ကောလာဟာလာတွေကြောင့်လာကြည့်တဲ့သူတွေပိုများလာပြီးပိတ်ရက်တွေမှာတော့1000ကျော်လောက်ရှိနေပါတယ်မြမနီမြမဟန်နဲ့ဆယ်ရင်နေရင်းညာချင်းမဖြစ်ဘဲတကယ်လို့ဆယ်နိုင်ပြီဆိုရင်တော့အခုချိန်ကုန်းပေါ်ရောက်နေပြီလို့ဦးလှတင်ကပြောပါတယ်ဆယ်နိုင်ဖို့တော့ဖြစ်နိုင်တယ်အဲ့တော့ဒီလိုကပေါ်နိုင်မှာဆိုအခုဆိုကုန်းပေါ်ရောက်တယ်မပေါ်နိုင်လို့လည်းသူ့ကိုလည်းချက်တယ်အားကြီးပေါ်တော့ဆိုတော့ဘာကြည့်ကြလဲဒီကလည်းပြောရတယ်ဒီကဟိုလည်း၄-6လအင်ဒိုနီးရှားလားကိုရီးယားလားအဲ့မှာမိတယ်နဲ့အားပုံနေတယ်အဲ့ဒါလည်းပတ်သက်ပြီးတော့လူရဒီမှာပေါ်တယ်ပေါ်တာပြီးတော့သူတို့အဲ့ဒီကားယူပုံပေါ်တင်ပြီးတော့ပြလာတယ်အဲ့လိုတော့ပေါ်တယ်အဲ့ဒါမျိုးပြောရတယ်မဟုတ်ပါဘူးဒီမှာပေါ်လာလည်းမဟုတ်ဘူးဒီမှာလည်းငကားရှိမရှိဘူးဓမ္မစီဒီခေါင်းလောင်းရှာဖွေမှုနောက်ဆုံးရက်ဖြစ်တဲ့ဩဂတ်26မှာတော့ခေါင်းလောင်းတွေ့ပြီလို့ဦးစံလင်းကအငင်းပွားပေါ်ရာကြေညာခဲ့ပြီးကမ္ဘာသတင်းမီဒီယာတွေမှာငကားတွေကူညီနဲ့မြန်မာတွေခေါင်းလောင်းဆယ်မယ်ဆိုတဲ့ဟာတာဆန်ဆန်ဖော်ပြတာခံနေရပါတယ်။ရှာဖွေမှုကိုနောက်ထပ်18ရက်တိုးလိုက်တယ်ဆိုပေမဲ့သတင်းမီဒီယာတွေကိုသတင်းအမှောင်ချထားပြီးကောလာဟာလာတွေနဲ့ရှာဖွေမှုကိုဆက်လုပ်နေပါတယ်။